အိမ်မှာပိတ်ပြီးရှက်နေတာအပြင်ထွက်မလို့ဖဲတကားရှက်ပြီးတွေ့လို့ရမှာအဲ့လိုဖုန်းဆက်ပြီးတခြားမေးလိုက်လူကြီးတယောက်နဲ့ငါသွားတွေ့ရမှာမလို့အဲ့ဒါတခြားရှင်းပြလိုက်အောင်နော်ဟုတ်ကဲ့ပါဆရာဟုတ်ဆရာဆရာကိုလေဒီဘာတစ်ခုတော့ပြောလို့ရမှာမသိဘူးပြောဆရာရဲ့น็กတိုင်ကလေမနေ့ကဝတ်လာတဲ့น็กတိုင်နဲ့အတူတူပဲနော်မေ့ပြီးများပြန်ဝတ်လာလားမဟုတ်ပါဘူးကွာဒါအစ်စ်ပါဒီဘာအမှမမပါဘူးဆရာရဲ့မနေ့ကမစ္စတာကန်တို့နဲ့လန့်စားတော့တော့မှတမုတ်ရိုက်ထားတာရှိသေးတယ်ဆရာကိုဒီဘာပြမယ်မင်းကလည်းမနေ့ကဝတ်တာနဲ့ဒီနေ့ဝတ်တာအတူတူဖြစ်တော့ဘာဖြစ်မှမလို့လဲကွာဘာမှတော့မဖြစ်ပါဘူးဆရာရဲ့ဒီကုမ္ပဏီရဲ့ CEO ဦးတက်လူနိုင်စီမှာဒီနှစ်တိုင်တစ်ခုလည်းရှိတယ်ဆိုတာဘယ်သူမှမထင်ပါဘူးဒါပေမဲ့မနေ့ကတွေ့တဲ့မစ္စတာကန်တို့နဲ့ဒီနေ့ပြန်တွေ့ရမှာကြည့်ပါသေနာနဲ့ပြောတာပါဘယ်လိုပွဲမျိုးမှဝှက်ချင်လို့လဲခန္ဓာသွားရင်ဝှက်ချင်တာလားအစည်းအဝေးသွားရင်ဝှက်ချင်တာလားအလုပ်သွားရင်ဝှက်ချင်တာလားဒါမှမဟုတ်အကိုနိုင်ငံခြားသွားရင်အပိုဆောင်သွားမလို့လားအကိုဘယ်လိုမျိုးအသားမျိုးလိုချင်လဲအကိုစစ်လိုချင်လားအကိုကော်တွန်လိုချင်လားအကိုကြိုက်တာပြောတာညတိုက်ဝဲတာအဲ့လောက်ဒီစဉ်းစားစရာလိုလို့လားသူ့ညာနဲ့သူပေါ့အကိုရဲ့ကာလာဒီဇိုင်းတွေဆိုတာသူ့တိတ်ပဲနဲ့သူရှိကြရဲကိုရဲ့ဥပမာမင်္ဂလာဆောင်သွားမဲ့น็กတိုင်ရောင်နဲ့အကူပါသွားမဲ့น็กတိုင်ရောင်ဘယ်တူရမလဲအဲ့ဒါမင်းပြောမှလားကွာကဲကိုအချိန်သိမ့်မရအောင်နော်ဒါလေးရပါလားဒါယူမလို့လားအခုဒါလူကြီးစိန်လေအခုကလူငယ်နဲ့ဒါနဲ့ဘယ်လိုလုပ်လိုက်မှာလဲကိုရဲ့အခုအတွက်ဆိုလို့ရှိရင်လေဒီဘက်မှာရှိဒီအနီရောင်လေးဆိုအကိုနဲ့တိတ်လိုက်မှာပဲကိုရဲ့ဒါကဒီနေ့မှရောက်တဲ့ latest design နော်ပြီးတော့ silk နဲ့ cotton နဲ့ရောထားတော့ကိုရဲ့အသားလေးကလည်းချောနေရပဲပြီးတော့ခါဝိပိုင်းလည်းလုံးဝမကြိုးအကိုဒါမကြိုက်လို့လားအကိုဒါမကြိုက်ဒီပန်းအောင်လေးရှိသေးရဲ့ကိုရဲ့ဟုတ်ပြီရပြီကိုကြိုက်တာကိုရွေးလို့မရဘူးလားဟုတ်ရပါရဲ့ကိုအကိုစိတ်ကြိုက်ကြည့်ပါတိတ်ကဒီဘက်မှာရှိမယ်နော်အကိုဒီလိုအကိုဒါမချက်လို့ချာရှိဒါလေးပဲယူသွားမယ်မထက်ကိုပြောလိုက်နော်ရှိကို size မှာရှာတယ်နော်အကိုခဏပြောတာ size 气上，小气哦，哒哒那那的，大不了啥呢？了，变背，请你收进来了 ，security 快来嘛喏，背变背，没背不是来些，da，这你要我可以，你怎么说的哩？哇，မထက်တော့မှမှာလေနော်ဟို तू ကလေဒီနေ့မှဝန်ထမ်းတက်မလို့ပါဘာဆိုမသိလို့ပါနော်ဆရာကိုဒီပါပြောပါတယ်မထက်ရဲ့ကော်ဖီဝယ်ပြီးသွားလို့ရှိရင်သွားရွေးပေးပါမယ်ဆိုတော့မရဘူးလေကိုယ်တိုင်သွားရွေးတယ်မထက်တော့မှမှာလေနော်ဘာတောင်းမှပါလေရတယ်သူ့လို့တာပဲဒီမှာနောက်ဆိုရင်မင်းလဲလူကဲခတ်တတ်အောင်လို့လုပ်ထားအောင်ပေါ့ပြဒီသူ့မသိဘူးလားဘယ်လိုလုပ်သိမှာလဲတော့ပတ်စံပဲပဲထွက်သွားရအောင်ဟဲ့အဲ့ဒါအခြေတက်လူနိုင်ဟဲ့ तू ကဒီဇိုင်းတစ်ခုတည်းနဲ့ပိုင်တာမဟုတ်ဒီမွေးတစ်ခုလုံးပိုင်တဲ့ဘောစီဟဲ့လက်ပြရတဲ့တတိဘောစီလားဟုတ်တယ်တော်ပြီတူရဒီပါမထက်စီဖုန်းဆက်ပြီးတော့ဒီကင်းကနှစ်တိုင်ရောက်တဲ့ကောင်လားကောင်မလေးနာမည်ပြမယ်လို့လမ်းပေးတာဟုတ်ဆရာအလုပ်ပြုံးလို့လဲဆရာငါဘာဖြစ်လို့လုပ်ပြောရမှာလဲမနက်ကဆရာကို shopping center ထဲမှာဆွဲလိုက်ရလားလို့လေခွန်းလွတ်လိုက်ပါဆရာရဲ့တော့ဝန်ထမ်းအစ်မလို့ပါပြီးတော့မထက်ကလည်းကဲငါဖုန်းဆက်ဆိုဆက်နော်ဒီရှင်းနေနဲ့ငါထဲမှာရှိဟယ်လိုမထက်လားဆရာကောင်မလေးနာမည်ကလိပ်ပြားတယ်
သူ့ကိုမနေ့ပြန်ကြရင်စပေါ်ဝဲကောက်တာဘက်ကိုပြောင်းလိုက်ပါလို့ဟိုမထက်ကငါပြောင်းခိုင်းတယ်လို့တခြားပြောလိုက်အောင် ရေငါမြည်ကြိုက်တဲ့ကိုရီးယားဇာတ်လမ်းတွေလာနေပြီလာကြည့်လာ မကြည့်တော့ပါဘူးဖိုးရဲ့ဒီမှာမနေ့ပြန်တော့ကြည့်စရာမှတ်စရာအများကြီးပဲဖိုးပဲကြိုက်တဲ့လိုင်းတော့ကြည့်လိုက်ပါတော့ မြည်လေဒီလေးအလုဆဆင်းတာအစင်ပြေရဲ့လား လိုပါပဲဖိုးရဲ့ဘယ်လုံးဆိုခက်ခဲရရှိမှာမို့ဒါမဲ့လေ ဒါပေမဲ့ဘာဖြစ်လဲပြောလေမြည်ငါမြည်ရဲ့မျက်နှာကိုကြည့်လိုက်တာစိတ်ညစ်နေတယ်ဆိုတာအဖိုးသိတယ်အဖိုးဟာဆောင်လို့မရဘူးပြော အရင်ဟန်ဆောင်လို့မရလဲအခုတော့ဟန်ဆောင်မရတော့မယ်နဲ့တူရဲ့ဖိုးရဲ့စိတ်မပါလဲပြုံးတက်မှရတော့မယ်ဒီနေ့လိပ်ပြကောင်တာပြောင်းခံ ဟေးဟာဒီနေ့ပဲအလုပ်ဝင်တယ်ဒီနေ့ပဲကောင်တာပြောင်းခံဟဟလားဟာဘာဖြစ်လို့လဲ လာဝဲ customer ကိုမချင်းမငံပြောမိလို့တဲ့အဖိုးရဲ့ဒါပေမဲ့လာဝဲ customer မှမဟုတ်တာပိုင်ရှင်ဘောစီလေလိပ်ပြဘယ်လိုလုပ်သိမှာလဲလို့ ခဲပါငါမြည်ရဲ့စိတ်ညစ်မနေပါနဲ့စိတ်လည်းမတူနဲ့နော်ငါမြည်ရဲ့အရေးချင်းကို तू မသိဘူးဆိုရင်သိအောင်ပို့ပြီးတော့စူးစမ်းပြလိုက်ပေါ့ဟုတ်ဘူးလားပြီးတော့အခုအလုပ်လုပ်တဲ့ဆိုင်ကိုဆိုင်ကိုစီးပွားလို့သဘောထားပြီးတော့လုပ်စေတနာထားပြီးတော့လှုပ်ရှားမှာငါမြည်ရဲ့ဒါဆိုရင်တနေ့ကျရင်လေငါမြည်လေးအောင်မြင်မှာသိကြတယ်ကွာမေတ္တာဆိုတာအရာရာကိုအောင်မြင်နိုင်ပါတယ်မိလေးရဲ့ငါယောကအဲ့လိုကြောက်စရာကောင်းတော့လေ မဟုတ်ပါဘူးတတိဆိုင်ကိုဘာလာလောက်တာလဲရှင် ဝယ်စရာရှိလို့လာတာပေါ့ ဝယ်စရာရှိတယ်တဆိုင်လုံးကတတိပိုင်တာလေတတိဘာဝယ်စရာလို့လဲလို့ဟုတ်ကဲ့ကြည့်ပါလိပ်ပြပေးပါမယ် အဲ့ဒါ customer ဆက်ဆံတဲ့လေတန်းလား customer ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာမင်းကိုမတင်ထားဘူးလား တင်ပေးထားပါတယ်ဒါပေမဲ့တတိဘောစီကတတိလေ customer မဟုတ်တာ အဲ့ဒါဆိုရင်မင်းပို့ပြီးတော့မှချူချူသားသားဆက်ဆံသိနေလို့မထင်ဘူးလားဟမ် ဟုတ်ကဲ့ပါကိုကြီးကြွပါကိုကြီးတဆိုင်လုံးပါလေကိုကြီးလိုချင်တာအများကြီးရှိပါလိပ်ပြပေးပါမယ်ကိုကြီးဖက်လိုချင်လားဂေါဖျက်တက်ဆက်လိုချင်လားအင်ချီလိုချင်လားဘောင်းမီလိုချင်လားလိပ်ပြ တော်ပြီအဲ့ဒါနည်းနည်းများပါနော်ဒီမှာငါကောက်ရဲဖို့အတွက်ဝစားတစ်တွေလိုလာဝယ်တာဒါမင်းကလည်းပြော လိပ်ပြ ဟမ် လိပ်ပြပြောပြတော့ဘောစီတတိကလိုက်ဝယ်မှာမဟုတ်ဘူး ပြောကြည့်ကြည့် ဘောစိတ်မှာဆိုတော့တယောက်တည်းရိုက်မှာလားအများနဲ့ရိုက်မှာအိမ်ကွင်းလားနိုင်ငံခြားကွင်းလားနေကွင်းလားအနေချင်းနဲ့ရိုက်မှာလားစီးပွားပြင်မနေရိုက်မှာအပြော်ရဲရိုက်မှာလားပြန်ဝင်လားအယောင်လေးတွေကရောဘာရောင်ကြိုက် size ကရော medium လား XL ဘိုးစားလေးတစ်စုံဝယ်အဲ့လောက်ဒီစဉ်းစားစရာလိုလို့လားမင်းပြောမှပဲတော်တော်အုံနောက်ချောက်သွားတယ်ကဲလိုအပ်တဲ့ချိန်တော့ပြောပြမယ်ရိုက်မှာတော့လူကြီးတွေနဲ့ရိုက်မှာပဲခွေးရတာမင်္ဂလာလုံးတက်ပါ ခေရပြီအဲ့ဒါဆိုရင်တထေးဘောမင်္ဂလာတော့မှရိုက်မှာဆိုလူကြီးနဲ့ရိုက် texture ရောင်လေးနဲ့တော်တော်လှခေါ်ရဆို ဟုတ်တယ်လိပ်ပြမနက်က boss မင်းစီမှာပစ္စည်းကိုဝယ်သွားတာအဆင်ပြေရလား ။အော်ပြည့်လိပ်ပြရွေးပေးသွားတာတွေပဲသူဝယ်သွားတာ။ဘာဖြစ်လို့လဲ ရုံးချုပ်ကဖုန်းဝင်လာတယ်
မင်းမနေ့ပြန်ဒီမှာလှုပ်စင်စရာမလိုတော့ဘူး ရှင်အဲ့ဆိုလိုက်ပြဒီကနေအလုပ်ပြုတ်သွားလား အဲ့လိုတော့လည်းမဟုတ်တော့ဘူးထင်ပါတယ်မင်းကိုဒီမှာအလုပ်မစင်ဖို့ပဲပြီးတော့မနေ့ပြန်ရုံချုပ်မှာဘောဆန်သွားပြီလိုက်နားလေမင်းဒီမှာလှုပ်သွားတဲ့နေ့ရက်စားတော့မှာတခါလေးရှင်းပြလိုက်ပါတယ်ဒီမှာဘောဆန်ရုံချုပ်လေးစားတယ်မင်းဒီတိုင်းသွားလိုက်နော် မိဘတွေမရှိတော့ဘူးလို့မင်းရဲ့ CV ထဲမှာဖတ်ရတယ်ဘယ်တော့မှလည်းဆုံးသွားတာလဲ လိုက်ပြ9နှစ်သမီးတွေကဖေဖေရောမေမေရောကားအက်ဆီဒန့်နဲ့ပါသွားတာပါ အခုကဘယ်သူနဲ့နေရလဲ အခုတော့ဖုန်းနဲ့နေပါတယ်ဖေဖေရဲ့ဖေပါ အဖိုးကဘာလုပ်တာလဲ အဖိုးကအရင်ကတော့ဆက်သွယ်ရေးရုံမှာညှို့မှုလုပ်ပါတယ်အခုတော့ပြင်ဆင်စားပါ အော်ဒါဆိုရင်အဖိုးကိုလှုပ်ကြွေးနေရတာပေါ့ လိုက်ပြအလုပ်ရ2ရက်ပဲရှိသေးတယ်ဘယ်လိုလုပ်ကျွေးနိုင်မှာလဲအခုတော့ရရဲ့လုပ်လေးကပြစ်သွားတယ် မင်းကိုအလုပ်ဖြုတ်တယ်လို့သူကပြောလို့လေ မထက်ကဆိုင်အောင်မလာနဲ့တော့ဆိုပြီးတော့လောက2ရက်စာပေးလိုက်တာလေအဲ့ဒါအလုပ်ဖြုတ်တာနဲ့တူတူပဲ မင်းကိုအလုပ်ပြောင်းခန့်လိုက်တာပါငါရဲ့ PS ဆိုအလုပ်ကိုမင်းကိုပြောင်းခန့်လိုက်တာ ရှင်ပြည့်ဆိုအဲ့ဆိုဒီကိုရော ကိုဒီပါဘာမှဖြစ်ပါဘူးဆရာမှာကိုဒီပါပြော PSO က2ယောက်3ယောက်လောက်ကိုရှိပြီးသားပြီးတော့သူတို့လုံးနဲ့သူတို့ဆရာခွဲပေးထားပြီးသားအဓိကလိပ်ပြာကိုလှုပ်စေချင်တာကဆရာရဲ့ stylish အနေနဲ့ PSO လှုပ်ပေးစေချင်တာဆရာရဲ့ရုံတက်ရမယ့်အဝတ်စားတွေပြီးတော့ပွဲတက်ရမယ့်အဝတ်စားတွေပွဲတက်ရင်ပေးရမယ့်ပန်းစည်းရအစားလိပ်ပြာကိုစီစဉ်ပေးစေချင်တာပြီးတော့ကိုဒီပါရဲ့ရုံးလုပ်တွေကိုလည်းလိုအပ်ရင်ဝိုင်းကူပေါ့ဆရာလိုအပ်တဲ့အချိန်တိုင်းအနားမှာရှိပေးရမယ် over time ဆင်းရမယ်ပြီးတော့မင်းအတွက်ကားဆရာလွတ်ပေးတာမယ် အဲ့ဆိုတော့လိုက်ပြမလုံးနိုင်လိုက်ပြ shopping center မှာအလုပ်လျှောက်ထဲကရိုးရိုးတာမန် sales ဝန်ထမ်းအနေနဲ့ပဲလျှောက်တာပါဒီလိုမျိုးတာဝန်ကြီးပြီးတော့လိုက်ပြမကျွမ်းကျင်တဲ့ကဏ္ဍမလုပ်ချင်ဘူးလူဆိုတာကျွမ်းကျင်လိမ့်မှာပဲကောင်းပါတယ်ဟိုဦးတမနာဒီလိုမျိုးကလန်းတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့လိုက်ပြညင်းမရစေဒီလိုမျိုးညင်းလိုက်လို့လိုက်ပြကို shopping center မှာအလုပ်မခန့်တော့ဘူးဆိုလဲလိုက်ပြကိုအလုပ်ထွက်တယ်လို့ပဲသဘောထားလိုက်ပါ ဟာမင်းဘယ်လိုမင်းကလေးလဲမင်းဘဝတစ်ခုလုံးကိုအဲ့ shopping center ထဲမှာပဲအင်ကြီးရောင်းရင်အချိန်ကုန်ခံတော့မှာလားမင်းဘဝတိုးတက်ဖို့တဲ့ရည်မှန်းချက်တွေပါမရှိတော့ဘူးလား ရှိပါတယ်လက်ပြ fashion designer ဖြစ်ချင်တာပါလက်ပြဖန်တီးလိုက်တဲ့အင်ဂျီတွေနဲ့လူတွေကိုလှစေချင်တာပါအခု shopping center မှာဝင်လို့လုပ်တယ်ဆိုတာကလည်းအတွေ့အကြုံရဖို့နဲ့လားကလေးကလည်းကောင်းတော့ငွေစုကြုံတက်တက်ပါ အေးလေအဲ့ဒါဆိုရင်မင်းလှစေခြင်းတဲ့လူတွေထဲမှာရောငါမပါဘူးလားအေးငါလို CEO တယောက်ကိုစနတ်ကြတော့အောင်မင်းကလုပ်ပေးရမှာလေ sorry ပါလက်ပြ main ကလေးပဲစိတ်ဝင်စားတာအဲ့လိုသဘောမျိုးနဲ့ပြောရမှာမဟုတ်ပါဘူးလက်ပြ main ကလေးတွေအင်ဂျီတွေကောင်းဝင်နေဖန်တီးရတာပဲစိတ်ဝင်စားတာပါလက်ပြသွားခွင့်ပြုပါအောင် ဟုတ်ခဏလေးရောမင်းကငါအခု offer ပေးတဲ့အလုပ်ကမင်း shopping center မှာလုပ်တဲ့အလုပ်ထက်လောက်ခလစား9စားလောက်ပိုများတယ်ဆိုတာကိုရောမင်းသိရလား တိုးသွားဆိုတာနင့်ကိုတတိယရာထူးတိုးပေးလိုက်တာလား ဟာအဲ့ဒါငယ်ဆီယာမ shopping center အလုပ်ပြုတ်သွားပြီဆိုပြီးညီးကျင်သေးရဲ့နော် ဟဲ့အလောက်ကတကယ်ပြုတ်တာရာထူးတိုးရဆိုပေမဲ့တတိယပြည့်ဆိုလို့ရမှာဟာအဲ့တော့သူ့ရဲ့ဝေယဝိဆတောက်တုံမဲရရှိပါသေးပါငါအကုန်လုံးရမှာ
ဘာလဲလာကများလို့သာလက်ခံလိုက်တဲ့သဘောပါ ဘာလဲအဲ့လိုအလုပ်ကလေးလိုချင်လို့ရှာပေးသမ်းပါ ဟဲ့နင်အခုလုံနေပန်းဆိုင်ဘာဖြစ်လို့လဲ ဟောဘာမှတော့မဖြစ်ဘူးလေဟာသူများအလုပ်ဆိုတော့ကိုယ်ပိုင်အလုပ်တော့မလွတ်လပ်ဘူးလေနောက်ပြီးခွင်လေးတည့်ရရဖို့ရေးသူတို့မျက်နှာလိုက်ကြည့်နေရတာ ငါလည်းဒီလုံးမှာလာစားအကောင်းလုံးလေးငါ2နှစ်3နှစ်လောက်ငါပတ်စံစုမယ်ငါပတ်စံစုပြီးရင်တော့ငါဘယ်ကောက်မှာအကြောင်းမဲတက်ချင်တယ်ဟယ်လိုကိုဒီပါ ဟဲ့နေအခုဘာမှလဲ လိပ်ပြအခုတထေးဘောစီအိမ်သွားနေပြီတထေးကအိမ်ကကားနဲ့အကိုကြီးတယောက်လွတ်ပေးလိုက်တယ် ဟောဘာမှမဖြစ်ပါဘူးနေအလုံးနောက်ကျနေမှာဆိုလို့ဖုန်းခေါ်လိုက်တာဆရာအချိန်တိကျမှကြိုက်တာ နောက်မကြပါဘူးကိုဒီပါနောက်ကြလဲ9မိနစ်ပေါ့ ဟဲ့မရဘူးနေ9မိနစ်လောက်နောက်ကြလို့ရှိရင်နင့်ကဘာမှမပြောဘဲနဲ့ပြူပြီးကြည့်နေလိမ့်မယ်နော်10မိနစ်လောက်နောက်ကြလို့ရှိရင်ဘာဖြစ်တာလဲလို့နင့်ကိုမေးလိုက်မယ်15မိနစ်နောက်ကြပြီဆိုလို့ရှိရင်တော့နေပြန်လိုက်တော့ဆိုပြီးပြောလိုက်မယ် အမလေးနောက်မကြရတော့ပါဘူးကိုဒီပါရဲ့လိပ်ပြနောက်လဲ queue ဆိုင်ပါမယ်နော် ကဲပါအဲ့လိုလည်းမကြောက်ပါနဲ့ဟဲ့ဘောစီကစိတ်ချင်တင်တယ်လို့ပြောတတ်ပေမဲ့စိတ်ရင်းကောင်းပါတယ်ဟဲ့ကဲအလုပ်ကြိုးစားလို့နော်ခုလိုက် ဟုတ်ကဲ့ကိုဒီပါလေ ဒါ လိပ်ပြကိုပြောစရာအများရှိလို့လားခွက်ကြည့်ခွက်ကြည့် အော်စိတ်မရှိပါနဲ့ညွှန်ရဲဟိုကိုတဖေးရလေသူ့ကုမ္ပဏီမှာတစ်ခါမှအမျိုးသမီးဝန်ထမ်းမခန့်ဘူးအဲ့ကြောင့်မို့ဒီမလေးကဘယ်လိုလဲဆိုပြီးကြည့်မိကြပါဒီမလေးသူ့အိမ်ရောက်တွေ့လိုက်မယ်အကုန်လုံးအမျိုးသားဝန်ထမ်းနေကြီးပဲဒီမလေးကလေသူ့အိမ်ကိုပထမဆုံးဝင်ထွက်ခွင့်ရတဲ့အမျိုးသမီးဝန်ထမ်းပါပဲ ဦးချစ်ခင်ပါ ဟုတ်ကဲ့တွေ့ရဝန်တာပါ ။အောင်တက်လူရေချိုးနေပါဗျ။သမီးလက်ကနေအဆောင် ခန်းလေမင်းဘာပြောနေ ဆရာရဲ့လိပ်ပြအရင်ကြောက်ပြီးဘာလို့ပြောလိုက်မှမသိဘူးဆရာတော့ဘာဆရာဘောစီဆရာတော့ဘာလဲ မင်းကဘာလို့အလောက်ကြောက်နေလဲ မွေ မွေ ဆရာအဲ့ခန်းထဲမှာလေမွေကအကြီးပဲဆရာအာလိပ်ပြနောက်ကိုလိုက်လာလားမသိဘူးအာလိပ်ပြ
ကြောက်ပြီးပြင်းပြင်းနဲ့ဆရာခနဲ့ရောက်လာပါဆရာဘောကြီးတောက်ပါမယ် အဲ့ဒါငါမွေးထားတာ မွေရတယ်ဟောဆရာဘောကြီးကလည်းဒီလောက်ကြောက်ဖို့ကောင်းတဲ့ကောင်ဘာလို့မွေရလဲ ဟောမွေးတော့ကတော့တေးတေးချစ်စရာလေအခုကျမှကြီးလာတာမွေးရကြောက်စရာမကောင်းပါဘူး ဆရာကလည်းမွေလေတကယ်လို့တိုက်လိုက်လို့ရှိရင်စိတ်တွေပြင်းသိဝိုင်းဘလို့လုပ်မလဲလို့ မင်းက Trace ဆန်တွေကိုအဲ့လိုတောင်ကြောက်တာပဲလား ကြောက်တော့ဘောကြီးဘောကြီး ဘာလို့အဲ့လိုတောင်ကြောက်တာအဲ့ဒီ Trace ဆန်တွေတဲ့လူတွေကပိုကြောက်စရာကောင်းပြီးစိတ်ပြင်းနေတယ်အမ်တီဝါဘာလို့တကားပေါက်ကြီးမပိတ်ပြီးရှက်နေတာဟမ်အပြင်ထွက်မလို့ဖဲတကားရှက်ကဲသွားလို့ရတယ်ရှိရအောင်အဲကနေမှစောင့် မွေပြတ်ထားလိုက်ဘလို့လုပ်မလဲလို့ ငါသိမ့်ခိုင်းထားလိုက်မယ်ကဲသွားတော့နော်စိတ်ချသွား